ဒီတစ်ခါတင်ဆက်ပေးမယ့်အကြောင်းအရာကတော့မြန်မာနိုင်ငံရဲ့လူသိညသောကွေးချောင်းခံတဲ့အကြောင်းဖြစ်ပါတယ်။ကွေးချောင်းခံတဲ့ဟာမြန်မာနိုင်ငံမကွေးတိုင်းဒေသကြီးမင်းလမြို့တစ်ဖက်ကမ်းအေယာဝတီမြစ်အရှိဘက်ကမ်းတွင်တည်ရှိသည့်တမိုင်းဝင်စစ်ခံတဲ့တစ်ခုဖြစ်ပါတယ်။ရင်းခံတဲ့ကိုမင်းလက်ခံတဲ့နဲ့အတူတတိယအင်္ဂလိပ်မြန်မာစစ်ပွဲ1885ခုနှစ်အတွင်းမြန်မာဗိုလ်ချုပ်နိုင်ငံတော်ရဲ့ကာကွယ်ရေးအတွက်အရေးပါတဲ့နေရာတစ်ခုအနေနဲ့အသုံးပြုခဲ့ပါတယ်။အဓိကအချက်ကတော့အေယာဝတီမြစ်အရှိဘက်ကမ်းမှာတည်ရှိပြီးမြစ်အနောက်ဘက်ကမ်းမှာရှိတဲ့မင်းလက်ခံတဲ့နဲ့မျက်နှာချင်းဆိုင်ဖြစ်ပါတယ်။ကုန်းပေါင်ခေတ်မင်းတုံးမင်းလက်ထက်1860ခုနှစ်ဝန်းကျင်မှာအေးမင်းကနောင်မင်းသားဦးဆောင်မှုအောက်ကမြန်မာအင်ဂျင်နီယာများကတည်ဆောက်ခဲ့တာဖြစ်ပါတယ်။အဓိကရည်ရွယ်ချက်ကတော့ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲ1852ခုနှစ်နောက်ပိုင်းမှာရန်သူတို့အေယာဝတီမြစ်ကြောင်းတိုင်းအထက်မြန်မာနိုင်ငံကိုကျူးကျော်မလာနိုင်အောင်ကာကွယ်ဖို့အတွက်မင်းလက်ခံတဲ့နဲ့တွဲဖက်ပြီးဗျူဟာမြောက်စွာတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ပုံစံအနေနဲ့မင်းလက်ခံတဲ့ဟာမြေပြင်ပေါ်မှာတည်ဆောက်ထားတဲ့ခံတဲ့ဖြစ်ပြီးကွေးချောင်းခံတဲ့ကတော့မြေအောက်ခံတဲ့ပုံစံမျိုးနဲ့တည်ဆောက်ထားပါတယ်။ခံတဲ့ရဲ့ပုံသဏ္ဍာန်ကတော့စတုဂံပုံဖြစ်ပြီးအောက်ဘက်ချမ်းမှာအားဖြည့်ထားတဲ့အုတ်တန်တိုင်းရှိပါတယ်။ခံတဲ့မှာအမြောက်ထည့်ပေါက်86ခုပါဝင်ပြီးတောင်ဘက်ချမ်းမှာအမြောက်တင်စီနဲ့စစ်ကွက်ကဲရေးစခန်းတစ်ခုလည်းပါဝင်ပါတယ်။သမိုင်းဝင်အရေးပါပုံအနေနဲ့ကတော့1885ခုနှစ်တတိယအင်္ဂလိပ်မြန်မာစစ်ပွဲမှာပြည်တိကျတို့အေယာဝတီမြစ်ကြောင်းတိုင်းစစ်တင်မောတွေနဲ့ချီတက်လာချိန်မှာမင်းလနဲ့ကွေးချောင်းခံတဲ့နှစ်ခုလုံးဟာအပြင်းထန်ခုခံတိုက်ခိုက်ခဲ့တဲ့ပထမဆုံးသောကာကွယ်ရေးနယ်မြေတွေဖြစ်ခဲ့ပါတယ်။ခံတဲ့ကို1905ခုနှစ်ကလေးကရှေးဟောင်းသူဒေသနာနဲ့အမျိုးသားပြတိုက်ဦးစီးဌာနကထိန်းသိမ်းဆောင်ရှောက်လျက်ရှိပါတယ်။လက်ရှိမှာကွေးချောင်းခံတဲ့ဟာသမိုင်းဝင်မွေနှစ်အဖြစ်ပြည်သူလူထုလာရောက်လေ့လာနိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ကွေးချောင်းခံတဲ့သည်မင်းလက်မြို့အနီးအေယာဝတီမြစ်အရှိဘက်ကမ်းတွင်တည်ရှိသည့်ကုန်းပေါင်ခေတ်၏အရေးကြီးမြမအဖိုးထိုက်တန်သမိုင်းမွေနှစ်တစ်ခုအဖြစ်အထိမ်းအမှတ်ကျန်ရှိနေဆဲဖြစ်ပါတယ်။